ညာအနေဆုံးလို့တတ်မှတ်ခံထားရတဲ့တတ္တဝါ၃မျိုးကဘာတွေထိမလဲဆိုတာစဉ်းစားဖို့ကြလားနံပါတ်3နေရာမှာတော့ကိုအာလာလေးတွေရှိနေပါတယ်သူတို့ရဲ့ဦးနောက်ကအရန်ကိုချောမွတ်နေလွန်တာကြောင့်တစ်ပင်ပေါ်မှာမဟုတ်ပဲအပြင်မှာရှိနေတဲ့တစ်ရွက်တွေကိုအစာလို့တောင်မခွဲခြားနိုင်ကြပါဘူးရွေးချက်စရာအစားအစာတွေအများကြီးထဲကမှအစိတ်တွေအပြေပါတဲ့ယူကလစ်ရွက်တွေကိုမှရွေးစားတတ်ကြပါသေးတယ်ဒါအပြင်တစ်ပင်ပေါ်ကနေမီးပင်ပေါ်ကိုဆင်းပြီးလမ်းလျှောက်တတ်တဲ့အချင်းကြောင့်ရန်သူတွေရဲ့အလွယ်တကူဖမ်းဆီးစားတောက်တာကိုခံရဖို့အရန်ကြီးစပ်ပါတယ်အစာမရှိတဲ့အခါမျိုးမှာဆိုရင်လည်းသူတို့ရဲ့ကလေးတွေကိုကျွေးဖို့အတွက်ကိုယ့်ညစ်အကြေးကိုတောင်ပြန်စားတတ်ကြတာပါဒုတိယနေရာမှာတော့ပလာဆန်အာထစ်လို့ခေါ်တဲ့နေငါးကြီးတွေပါသူတို့ရဲ့ကိုယ်ထဲကကားတစ်စီးစားလောက်ကြီးမားပေမဲ့ဦးနောက်ကတော့စပစ်သီးတစ်လုံးစားလောက်ပဲရှိပါတယ်မျက်စိအားကောင်းကြပေမဲ့ဦးနောက်ကအချက်လက်တွေကိုမြန်မြန်ဆန်ဆန်မသွက်ချက်နိုင်တာကြောင့်တင်ဘောတွေကြောက်ဆောင်တွေနဲ့ခဏခဏတိုင်မိတတ်ကြပါတယ်နောက်ပြီးသူတို့ဟာရေထဲမှာဒီအတိုင်းမျောနေတတ်ကြလို့ရန်သူတွေကတစီးစီးကိုက်စားသွားတာတောင်ငင်းခံနေတတ်ကြတာပါဒါအပြင်သူတို့ဟာဦးပေါင်း300လောက်အထိဦးနိုင်ကြပေမဲ့အရွယ်ရောက်ပြီးမျိုးပွားနိုင်တဲ့အထိရှင်းတတ်နိုင်တာကတော့တကောင်တည်းပဲရှိတတ်ပါတယ်။ညံအနည်းဆုံးနံပါတ်1နေရာမှာတော့ပန်ဒါဝက်ဝင်လေးတွေပါ။သူတို့ဟာမွေးရပါအသားစားတတ်တော်တွေဖြစ်ပြီးမဲ့အပင်တွေကိုပဲရွေးစားနေကြတာပါ။သူတို့မျိုးတုံးလို့နေပါဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့မျိုးပွားဖို့နီလန်းတွေကိုမေးသွားကြလို့ပါပဲ။ဒါကြောင့်လူတွေကသူတို့ကိုမျိုးပွားနီးဗီဒီယိုတွေတောင်ပြန်ဖေးရတဲ့အထိဖြစ်ခဲ့ရပါတယ်။အများစုကတော့တစ်ပင်ပေါ်ကပြုတ်ကြုံတာဒါမှမဟုတ်တောင်ကံပါပေါ်ကပြုတ်ကြုံတာမျိုးလိုမျိုးကိုယ့်အမနဲ့ကိုယ်တီးဆုံးသွားကြတာများပါတယ်